ကိုကိုဦးတေဆုံးမှုနဲ့ပတ်သက်ပြီးကိုကိုဦးတို့အိမ်မှာဝင်ဆက်သွားလာနေတယ်ရှိတယ်ဒီလူကိုဆရာတို့စစ်စစ်မိမှန်ပြီလူကကိုကိုဦးမိသားစုနဲ့ပတ်သက်နေတဲ့သူပဲလားဆရာဟုတ်တယ်ဒီမှုကမဟုတ်ဘူးခင်မမကဒေါ်တဲနုခိုင်အိမ်မှာအလုံသမားဖြစ်တာကိုဆောင်ရတယ်ဒါထက်ကပြီးရအမေခင်မမဘာမရှင်းနိုင်ရှိတော့ပါဆရာရှင်းဆက်လို့ခွင့်ပြုပါဆရာနင်းတို့ငါ့စီကိုရောက်လာကြသေးတယ်နော်ဟိုကိုဦးနဲ့စီရဲဆိုတဲ့ကောင်ရဲ့ဟိုကောင်မလေးရဲ့မြို့ကမလေးတွေဆိုတာသုံးပြီးဒီတော့ဘာမှမပြောနဲ့အသေးစိတ်သားရအကုန်လုံးကျွန်တော်ဆုံးရင်းပြီကိုမျိုးတည်းလားကိုကြီးရဲ့မိန်းမအစ်စ်ပဲဖြစ်ကြဘာကွာဟုတ်တာပေါ့ဆရာရဲ့ကိုဦးနဲ့တူတဲ့လူကနောက်ပေါက်တဲ့ရွှေကြားမောကြချေကိုပိုင်လုံးပေါ့ဆရာကြီးဒီတော့မင်းပြောတာငါမချင်ဘူးကွာဆရာမင်းကစကားပြောကောင်းပြောနေတယ်စကားဆက်တာကြားတော်ကြပါတော့ကွာတရားငါပြောမယ်အလုတ်တစ်ခုခုလုတ်တဲ့နေရာမှာပြီးရမယ်တေသားဘယ်အလုတ်မဆိုဘယ်ရမ်းတာလုတ်လို့မရဘူးကွာအေးမင်းတို့ကသိအရေးကြီးတဲ့စကားတစ်ခွန်းပြောကြရှိအဲ့ဒါဘာလဲဆိုတော့ကိုဦးဆိုတဲ့ဒီမှာဒီစစ်စစ်အဲ့ဒီစစ်ကဘာလဲတော့ပိုက်အဲ့ဒီစစ်ကရမယ်ဒီလောကမှာငါဆန္ဒလို့ဖြစ်တာအေးငါဆန္ဒမယ်ဆိုရင်မင်းတို့လည်းဆန္ဒရမှာပေါ့ဘာဆိုရင်ကြာကြီးခုတလောကကျွန်တော်တို့တက်နေတဲ့ကိစ္စအဲ့ဒီကိစ္စလားအဲ့ဒီပြည်ကြီးဆိုတာရတနာပြည်ကြီးကိုပြောရတာအေးလေမင်းတို့ဒီကိစ္စကိုစိတ်ဝင်စားမယ်ဆိုတာသိအေးလေအချိန်တိုင်ရင်တော့မင်းတို့ပြောပြအခုတို့တော့ကိုတက်ဆံရတယ်ကမျက်ချီစက်တိုင်း
အဲ့ဒီတော့မင်းတို့သွားတာဟာတတိရှိဖို့တို့ငါမသိကြတဲ့မင်းတို့ဘဲမှာသွားကြအကြောင်းမရှိဘူးရေးကြီးတဲ့ကိစ္စရှိနေတယ်ငါ့ကိုသိပြီးပြောငါကြည့်စီနေပြီကြားဟုတ်ကဲ့ကောင်းပြီကျန်တဲ့လုပ်ငန်းအသေးစိတ်ကိုနောက်မှမလို့ပြောတာဟုတ်လို့ရစိတ်မကြသေးတော့ဘာဖြစ်လဲ မမလေးကကိုကြီးကမအောင်ဘူး ဘာလေးပဲနဲ့မေးရလဲ အဲ့လိုတော့မဟုတ်ပါဘူးမမလေးကလေစနေစမ်းတာရဲ့သဘောလေးကောင်းတယ်လိုက်လိုက်ဆိုတော့ကိုကြီးကမမလေးကမှလုပ်နေတာသူတွေသားလို့လေးရတာမင်းဘာကိုဆိုလို့မေးရတယ်ငါသိတယ်ဒီအိမ်မှာငါတို့ကတော့တဲနိဆိုင်အလုပ်သမားမင်းလည်းတော့တဲနိဆိုင်အလုပ်သမားတယောက်နဲ့တယောက်အလုပ်တော်ဝင်ရင်မတူဘူးလို့အဖေးကောချင်းတူညီမလည်းတူလိမ့်မင်းကငါ့ကိုတော့တဲနိဆိုင်ချောတာတွေလှတာတွေသဘောကောင်းတွေကျင်စားပြီးတော့ဟာလေငါ့ကိုယောက်ျားပိုင်းလုံးလို့ပြောချင်တာမဟုတ်ညီမလေးမမလေးကသူ့ကိုပြောတာတော့တကယ်ဆိုရင်မမလေးအတွက်ကိုကြီးကအထောက်ကိုအများကြီးပြုနေလို့ပြောပါမင်းဆိုရင်လည်းမင်းမလေးကလည်းဆိုရင်မင်းခုတီတော့ဘောကျေးဇူးရှင်တော့ကျေးဇူးဆန်းတယ်ရှိရဲ့ဓာတ်ပုံကအမျိုးသားတယောက်နဲ့လေကိုအိမ်မှာရောက်နေတဲ့ကိုကြီးနဲ့ရုပ်ရင်းတော်တူတာပဲနော်ညီမကစားတော့သူတို့မြောက်ကိုဒီကိုတို့ချင်နေတာဟိုတယောက်ကပြောပြမှာပဲပုံမှန်ကြည့်ရတော့မင်းဟန်ထားလေးတောင်တိထားပြီးရောအဲ့ဓာတ်ပုံတွေကသူကကိုဦးတဲ့ရှင်တော့အမရဲ့မျိုးသားပေါ့အခုတော့လောကကြီးမှာသူမရှိတော့ပါဘူး။ဘာဖြစ်လို့လဲမမ။ရုပ်ချက်ခံရတယ်ဆိုတာပဲမမလည်းမသိပါဘူး။ကျန်တဲ့ကိစ္စနဲ့ပတ်သက်မမဘာတစ်ခုမှမသိပါဘူး။ခီးသွားရင်ရုပ်ချက်ခံရတယ်မဒါဆိုရင်အိမ်မှာရှိရဟိုတယောက်ကရောသူ့နာမည်ကတော့ကိုကြီးကသူလည်းမရပါဘူး။မမအိမ်မှာအလုပ်လာလိုက်တာလေ။သူ့မှာလည်းချုံမသားချင်းဆိုတာမရှိတော့ပါဘူးမမအိမ်မှာအလုပ်လုပ်တာတော့ကြာပြီမမကမှလုပ်လုပ်တာကြာပြီဆိုတော့စိတ်ကောချရရလားမမရဲ့ကိုတီကအလုပ်ကိုလည်းကြိုးစားတယ်ပြီးတော့ရိုးသားပြင်နေတဲ့ဒီတရားကိုမဟုတ်မခံတဲ့စိတ်နဲ့သူ့မှာအပြည့်ချင်တယ်မလို့ဆက်ဆက်နေပါလို့တော့မ
သူ့မျိုးတော့ရဲ့လောင်းကိုတန်းတဲ့တနေရာမှာသက်ဆိုင်ရင်ပြုတယ်တော့ဟုတ်ပါဘူး ဒါဆိုရင်အမလေးမျိုးသားဘာစီးပွားရေးလုပ်တာလဲ ကိုရီးယားစီးပွားရေးလုပ်ငန်းတွေတော့အများကြီးပဲခီးကတော့မှကြောက်ခဏထွက်တယ်တစ်ခါမှတော့ကျွန်တော်မခေါ်ဘူး ဒီနေ့စီးပွားရေးသူလုပ်တဲ့လူတွေကဒီရင်ကိုအသွားလာဝင်ထွက်ရှိဘူးလား သူနဲ့စီးပွားရေးလုပ်တဲ့လူတွေကတော့ဒီအိမ်ကိုဝင်ထွက်လုပ်တာတော့တစ်ခါမှတော့မတွေ့ဘူးကြီးကြကိုလေးအလုပ်ကိစ္စရှိတိုင်းပတ်ဆိုင်ဆွဲပြီးတော့ထွက်သွားတာပဲပြောရည်ဒီเจ้าရည်မလေးတာလည်းကောင်းပါကိုလို့ကိုလို့ကြတော့မမလေးတီးတမျိုးတည်းချင်နေတော့နော်ညီလေးတော့ရရှိတော့လို့ တော့တဲနုခိုင်ရောက်နေခမမကြီးကဘာလဲဆိုခင်မမစီရရတဲ့တည်ရဆိုရင်ကိုဦးနဲ့ဒုစရိုက်ကောင်းဆောင်ဥပမင်းတို့ကတချင်ကစီးပွားဆက်တော်ရှိတယ်လို့သိရပါတယ်ဆရာ ဒါဆိုရင်တော့တဲနုခိုင်မှာရောက်နေတူတော့ဘာလို့လဲဘလို့ပတ်သက်နေ အဲ့လူကကျွန်တော်တငယ်ချင်းပါဆရာနေမှာတော့ကျွန်တော်တို့10တန်းတိကျောင်းနေခဲ့ဘူးပါတယ်အခုဒေါ်သဲနုခိုင်အိမ်မှာစီးပွားရေးလုပ်ငန်းတွေကိုယုံကြည်အားကိုးရတဲ့လူရောတယောက်ဖြစ်အလုပ်လုပ်နေပါတယ်ဆရာ ဒီလူနဲ့ဆရာနဲ့တော့တဲနုခိုင်မှာသုံးတွေ့မှာ ကျွန်တော်တို့နှစ်ယောက်ကအပြင်မှာပဲတွေ့ပါတယ်ဆရာတစ်ဖက်လူကရိမ့်ပြီးသွားမှဆိုလို့ကျွန်တော်သူ့အိမ်ကိုတစ်ခါမှမသွားဘူးပါဆရာ ဒုက္ခရှိနေဆက်လို့ပါကျောင်းခွင့်ကျွန်တော်တို့ကျရင်ကိုဆက်ဟုတ်ကဲ့ပါဆရာဟာကိုရဒီရောက်ရောအဲ့ရမာရီဘောကလမ်းချောက်ပြီးတရားနဲ့ထိကျန်ဆောင်ရတယ်ဒီလိုမာရီဘောကခုပြီးသွားတာအဲ့ဒါဘာကြောင့်လဲသိလားမသိအဲ့ကိုကြီးကြောင့်လဲဟာဆိုင်လို့ကိုကြီးကမဆိုင်ဘူးဆိုတယ်မာရီဘက်ကဆိုင်မာရီရတယ်သူ့ကွာတယ်သူ့ကိုနိုင်ကလည်းခွင့်ပြောရတယ်အထက်ကိုရီးယားလည်းမတိတလို့ခါရီးပါလာနေတော့ကိုဆိုးတော့ဟုတ်လားကျွန်တော်ပုဂ္ဂိုလ်လေးပြောမယ်မလေးကကိုလေးကိုစုံနေတာဟာမဖြစ်နိုင်ဘူးထင်တယ်ဘာလို့ဖြစ်နိုင်ရမှာလဲကျွန်တော်ကထင်တယ်ပုဂ္ဂိုလ်လေးပြောနေတာမလေးကကိုလေးကိုစုံနေတာနေတယ်ကချစ်ရဲ့သစ္စာမပြေမမုန်းတဲ့
စုကွေ